အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့စာရေးဆရာစီနဲ့ရမညာရေးသားခဲ့တဲ့အောင်မြတ်တာနဲ့မနန်းစောတိုက်ဆိုတဲ့ဇာတ်လမ်းကိုတင်ဆက်ပေးသွားပါမယ်ဇာတ်လမ်းလေးမစမီကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးတော့ကြပါဦးခင်ဗျာမိုးလင်းပြီဆိုတာနဲ့လေတဲ့ဆင်းသူကဆင်းတော့ထဲဝင်သူတွေနဲ့တတိကုန်းရွာက6ကက်လျက်ရှိတာထုံးစံလိုဖြစ်နေတယ်ရွာထဲမှာကြံခဲ့တာဆိုလို့ကလေးတွေနဲ့တကြီးရွယ်အိုတွေပဲရှိတယ်ကလေးတွေကတော့စော့မယ်စားမယ်အဲ့ဒါတော့ပဲတွေးနေတတ်တယ်ဒါပေမဲ့မနန်းစောလေးကတော့ဘယ်သူနဲ့မှမစော့ပဲတယောက်တည်းလို့ဖြစ်နေတာတော့ထူးဆန်းတယ်သူများတွေလာခေါ်ရင်လည်းမစားဘူးဆိုပြီးကောင်းမြဲခါတတ်တယ်မနန်းစောကမွေးလာကလေးကအခုအသက်ရှင်နှစ်အထိစကားမပြောတော့ဘူးဗျမနန်းစောလေးအားတဲ့ချင်းဆိုရွာနောက်ကတောင်ကုန်းလေးဘက်ကိုဆက်ကြည့်နေတတ်တယ်မနန်းစောတို့ဝိဘတွေကလည်းဆင်းရဲကြတယ်တနေ့လုံးမှတနေ့စားရတဲ့ဘဝမို့အလူအတန်းဆိုတာလည်းမရှိသလောက်ရှာလာတယ်မနန်းစောလေးကတော့သူ့အမေကိုအလူလုပ်ချင်တဲ့အကြောင်းချေဟာလက်ဟန်နဲ့ပြောတော့အမေလို့သူကသမီးရဲ့အမေတို့ကတနေ့လုံးမှတနေ့စားရတာသမီးလေးလုပ်ချင်တဲ့အလူကိုလုပ်ပြအောင်အမေတို့စူးစမ်းပေးမယ်နော်ထိုအခါမနန်းစောကအလူကိုသူ့မွေးနေ့မှာလုပ်ချင်ကြောင်းသူ့မွေးနေ့မရောက်ခင်အမေတို့အတွက်အလူလုပ်ဖို့လိုအပ်တဲ့ငွေကြေးကိုသူ့အဖိုးကလာပေးမယ်ဆိုပြီးခြေဟန်လက်ဟန်နဲ့ပြောတော့မိဘတွေကမယုံတဝက်နဲ့မိမိရောထားလိုက်ကြတယ်မနန်းစောရဲ့မွေးနေ့ရောက်ဖို့2ရက်သာကျန်တော့တယ်ဒီနေ့မိုးချင်းတွေတွေ့လို့တွေ့ညာတော်တယ်စောစောဝင်ရအောင်ဖေးကြည့်ရေမိမရေဒီနေ့မိုးချင်းတွေတိတ်မတွေ့ဘူးနော်စောစောသွားမှသူများထဲအုံမှာမနဲ့စောစောထားသွားကြတာပေါ့မနဲ့ကြတော့လင်မယား2ယောက်ထမင်းထုတ်ကိုစီနဲ့တော်ထဲဝင်ခဲ့လိုက်တယ်တော်ထဲမရောက်ခင်ရွာနောက်ကတောင်ကုန်းပေါ်ကစီဒီကိုဖိုးချင်တာနဲ့လင်မယား2ယောက်ဖျားပေါ်တက်လာလိုက်တယ်ဖျားပေါ်ရောက်တော့ဟဲရေမင်းတစ်ခုလုံးကြောက်တံပရမြောက်တွေပြည့်ပါလာတော့ရေထူဆန်းလိုက်တာကျုပ်တို့ကိုသူတော်ကောင်းနဲ့တွင်မဆတာပဲပလိုင်းတဲ့ထက်ရွှေတွေထက်လေးဘာလို့နေတာလဲလို့ပြောရင်နေမယား2ယောက်ပလိုင်းတဲ့ရွှေတွေကောက်ထည့်လိုက်တာနဲ့ရေမင်းတစ်ခုလုံးကရွှေတွေပျောက်ချင်းမလားပျောက်သွားပါလေရောပလိုင်းထဲမှာလည်းကဲလုံးတွေဖြစ်ကုန်တယ်မျက်လုံးကအမြင်မားတဲ့ထင်ပြီးကြည့်တော့လည်းဘာမှမရှိတော့အဲ့ဒါနဲ့ဖျားပေါ်ကပြန်ဆင်းဖို့လုပ်တဲ့အချိန်ရင်ပင်မှာကြောက်တံပရမြောက်တွေပြည့်နေပြန်ရောအဲ့လိုကောက်လိုက်ပျောက်သွားလိုက်နဲ့3-4ခါကြာတော့အမေကြီးရဲ့ငါတို့ကိုစမ်းသပ်နေပြီထင်တယ်သမီးလေးပြောတဲ့အလှလုပ်ဖို့ငါတို့စိတ်ကိုစမ်းသပ်နေတယ်ထင်တယ်ကွာအဲ့ဒီတော့စမ်းကြည့်အောင်ဘယ်လိုစမ်းမှလဲတော့ကလည်းအခုငါတို့ရေမှန်းချက်ကသမီးလေးအတွက်အလှလုပ်ပေးဖို့မဟုတ်လားအဲ့ဒီအတွက်အလှတစ်ခုလုပ်ဖို့လုံလောက်တဲ့ပမာဏကိုပဲယူကြတာပေါ့ဆိုပြီးရင်ပြန်ဆက်နာကကြာနေတဲ့ရွှေလက်ကောက်တစ်ခွင်းကိုကောက်ယူလိုက်တယ်ဟောတော့ဒီတစ်ခါရွှေတိုင်းပဲရတယ်ထူဆန်းလိုက်တာတော့ရေဒါသမီးလေးရဲ့ပုံကထင်တယ်တော့ရေလင်မယား2ယောက်စလုံးဝမ်းသာစွာနဲ့အိမ်ကိုပြန်ပြီးရလာတဲ့ရွှေလက်ကောက်ကိုထုခွဲရောက်ချပြီးသမီးလေးနာမည်နဲ့ရွာဦးကျောင်းအသစ်ဆောက်တဲ့နေရာမှာလှူပေးလိုက်တယ်အဲ့ဒီနေ့ကစပြီးနန်းစောလေးကအမြဲတမ်းလို့ပြောရွှင်နေပါလေရောတရက်မှာတော့အဖေနဲ့မေထားပါအောင်သမီးနန်းစောပါအဖေနဲ့မေကိုသမီးလာကြတော့တာပါတကယ်တော့သမီးကလူပြည်ကိုခဏအလဲလာပြီးကောင်းမှုကုသိုလ်လာလုပ်တာပါမေအဖေတို့အမေတို့ကိုလည်းသမီးအမြဲတတိယနေပါပါအဖေနဲ့မေသမီးသွားတော့မယ်နော်နောက်ဆုံးအနေနဲ့သမီးကြောက်ခဲ့ပါတယ်ဆိုပြီးလက်အုပ်လေးချီကြောက်နေလေတယ်လင်မယား2ယောက်စလုံးအားစိတ်မိထားသလိုဘာမှပြန်မပြောနိုင်ပဲသမီးလေးကိုစက်ကြည့်နေမိတယ်ဘယ်နဲ့မေသမီးသွားတော့မယ်နော်သမီးကိုတွေ့ချင်ရင်လာပြေးလက်ွယ်တဲ့စီဒီလေးမှစီမီအမွေးနန္တာပူဇော်ပြီးခေါ်ပါနော်သမီးလာခဲ့ပါမယ်ဆိုပြီးပြောကွယ်သွားတယ်ဖခင်ဖြစ်သူကသမီးလေးဆိုပြီးထောက်អော်ပါလေရော
ယောက်ျားဘာဖြစ်တာလဲအိမ်မဆိုးတွေမနေတာလားငါသမီးလေးကိုတော့ကြည့်မြန်သွားသမီးလေးဆိုပြီးထားကြည့်တော့ရေပတ်ပေါ်လက်တင်ပြီးအိပ်ပျော်နေသလိုကွယ်လွန်နေတဲ့နာစောလေးကိုတွေ့လိုက်ရတယ်နာစောရဲ့အတုပါချတော့တရွာလုံးအမွှေးနတ်သားတွေထုံလွှမ်းနေတာကိုထူးထူးဆန်းဆန်းကြုံခဲ့ရတယ်ပျောက်တော်သူရှာရင်တွေ့တည်တော်သူကြာရင်မေ့ဆိုပေမဲ့ကွယ်လွန်နေသူသမီးလေးကိုတော့မိဘနှစ်ပါးအနေနဲ့မင်းမရနိုင်ခဲ့ဘူးလာပြေလက်ွယ်တန်းစီဒီလေးမှာသမီးလေးနဲ့တွေ့ဖို့ဆုတောင်းခဲ့ပေမဲ့သမီးလေးကိုအခုထိမတွေ့ခဲ့ရဘူးဒါပေမဲ့တညမှာတော့အဖေနဲ့မေသမီးလာတယ်လေထားကြည့်ပါအောင်လို့ပြောတော့သမီးလေးနာစောလေးကကောင်းမှသစဉ်ခလေးတွေပန်းထားတာရွှေအိုရောင်ထိုင်မသိမ်းလေးနဲ့ပြုတ်ဣနေတဲ့စပင်ကိုချထားတာအရာလှလိုက်တဲ့သမီးလေးရဲ့အမေတို့စီလာလေတယ်ပေါ့နော်ဝမ်းသာလိုက်တဲ့သမီးရဲ့ဆိုပြီးလှမ်းပက်ဖို့လုပ်တော့နတ်စောကနောက်ကိုဆုပ်လိုက်တယ်အမေနဲ့သမီးနဲ့ကဘဝချင်းချနေပါပြီအခုလည်းခဏပဲချင်းရလို့လာခဲ့တာပါအမေတို့အတွက်ရင်းနှီးလောက်ကန်စားတော့ဖို့သမီးပိုင်တဲ့ပစ္စည်းတွေအနှဲငယ်လာပေးတာပါဒီအကြောင်းတွေကိုဘယ်သူကိုမှမပြောပါနဲ့အမေသမီးတို့အတွက်အန္တရာယ်ရှိတယ်ဒီရုံမှုလေးကိုပေးခဲ့ပါတယ်ဆိုပြီးကြောခိုင်းသွားတဲ့သမီးလေးကိုကြည့်ရင်သမီးလေးဆိုပြီးထားအောင်မိတယ်မေကြီးဘာဖြစ်တာလဲကြောင်ကနာတွေអော်နေတာဘာဖြစ်လို့လဲသမီးလေးလာတယ်တိုးစီလာတယ်ပြောရင်သမီးလေးပြောတဲ့ရုံဘူးဆိုပြီးအိမ်ရှိကိုပြေးကြည့်တော့ခြံဝမှာရုံအစ်တလုံးအထဲကိုဖွင့်ကြည့်တော့ကြောက်တံပဒများတွေနာစောတော့ဝိဘတွေနေချင်းညချင်းချမ်းသာလိုက်ခဲ့တယ်တယောက်စကားတယောက်နာနဲ့တထေးကုန်းရွာစီဒီမှာယတနာတိုက်ရှိတယ်ဆိုတဲ့တဲ့င်ကတမဟုတ်ချင်းပြန်သွားခဲ့တယ်တိုက်စီရလို့ပါလို့လူတွေကလည်းတထေးကုန်းရွာမှာခြေချင်းလိမ့်နေကြတယ်တညမှာတော့အဖေထားပါဦးအမေထားပါဦးသမီးတို့တော့ဒုက္ခရောက်တော့မယ်သမီးတို့ကိုကူညီပါဦးသမီးဘာဖြစ်တာလဲအမေတို့ကိုပြောသမီးတို့တိုက်ကိုလာတူးတဲ့တိုက်ဆရာတွေအခုကိုဖမ်းထားတယ်သမီးကိုလည်းလိုက်ရှာနေကြတယ်တိုက်တကားကိုဖွင့်ခိုင်းနေပြီအမေအဲ့ဒါအမေတို့ဘာလို့ရမလဲအမေတို့ဘယ်လိုကူညီရမလဲသမီးအချိန်မရတော့ဘူးမေသမီးပြောပြမယ်မနေ့ပြန်ဒီရွာကိုယောဂီဝတ်လူငယ်2ယောက်လမ်းကြုံဝင်လာလိုက်မယ်သူတို့ပဲကူညီနိုင်မယ်မေအခုသမီးကိုချိန်နဲ့ရိုက်ခွန်နေပြီသမီးသွားတော့မယ်အမေလို့ပြောနေရင်တော်ကြီးဒုက္ခရောက်ပြီသမီးတို့တိုက်ကိုတိုက်ဆရာတွေလာတူးနေပြီတဲ့သမီးကိုသူ့အဖိုးတိုက်ချုပ်ဘိုးကိုပါဖမ်းထားတယ်တဲ့အခုပဲငိုယိုပြီးလာပြောသွားတယ်ဘယ်လိုလုပ်ကြမလဲအခုလဲရောင်ဒီလာခါနေပြီမနေ့ကျရင်ရွာကိုဆရာလေး2ယောက်လာမယ်တဲ့အဲ့ဒါတော့ကရွာထိပ်မှာသွားကြည့်ပေးတွေ့တာနဲ့အိမ်ကိုပင်ခဲ့ကျုပ်ဖျားမိပူဇော်ပြီးဆုတောင်းနေပေးမယ်ရောင်ဒီကစပါးတစ်ပြားလျောက်ချိန်မှာတော့မိမရေဒီမှာဆရာလေးတို့ပါလာပြီဆရာလေးတို့အိမ်ပေါ်ကြွပါဦးဆရာလေးတို့လာမယ်ဆိုပြီးအိမ်မက်လာပဲလို့အဲ့ဒါသွားဆောင်နေတာဘာရေးကိစ္စရှိလို့လဲကြီးဒီလိုပါဆရာလေးဆိုပြီးဖြစ်ကြောင်းကိုစင်ရှင်းပြလိုက်တော့လက်ဆက်သက်တော့တိုက်တူးသမားတွေပဲစိတ်မပူပါနဲ့ကျုပ်တို့အတတ်နိုင်ဆုံးကူညီပေးမယ်အဘဆရာကြီးတွေကလည်းဒီလိုဖြစ်ရမျိုးလက်မခံကြပါဘူးလာဟိတခါရေးစီဒီနောက်ကတောင်ကုန်းပေါ်သွားကြရအောင်အကြီးတို့ကအိမ်မှာပဲနေခဲ့ပါကျုပ်ဒီမှာဆေးပြောင်းနိုင်ထုံးခဲ့မယ်ဒီပြောင်းတိုင်းမငြိမ့်တဲ့၍သူတို့အကြမ်းမအောင်ဘူးကျုပ်တို့ကိုခွင့်ပြုအောင်ဆိုပြီးဖျားစစ်ပေါ်မှာဖျောင်းတိုင်းတိုင်းအဋိဌာန်နဲ့ထုံးခဲ့လိုက်တယ်တခိုင်ဟိုတောင်ကိုကြည်စမ်းရုတ်တရက်ကြည့်ရင်အမျိုးသမီးတယောက်ပလက်အိတ်နေတဲ့ပုံစံနဲ့မတူဘူးလားရုတ်တရက်ကြည့်ရင်တူနေတယ်နော်ဆရာအဲ့ဒါကမနန်းစောတိုက်နံပဲမနန်းစောဆိုတာရှမ်းနွယ်ဝင်အမျိုးသမီးကိုမျိုးရှင်နဲ့ပလဲရင်တို့မောင်နှမထံမှာခါစားတဲ့ရှမ်းစော်ဘွားတထေးတယောက်ရဲ့သမီးတော်ပဲကိုမျိုးရှင်စီမှာသစ္စာခံထားတဲ့စော်ဘွားဖြစ်တဲ့
စွန့်တော်ဆိုင်ဆိုတဲ့စော်ဘွားရဲ့သမီးတော်ဖြစ်တဲ့နန်းစောဟာသူ့အဖေပိုင်ဆိုင်သမျှကိုသူတယောက်တည်းဆက်ခံခွင့်ရခဲ့တယ်။အဲ့ဒီအချိန်ဦးမင်းကျော်ကကိုမျိုးရှင်ကိုလှုပ်ကြံဖို့ခွန်ချိုနဲ့ခွန်သားကိုဆေလွတ်ခဲ့တယ်။ခွန်ချိုနဲ့ခွန်သားကလည်းသူတို့မွေးစားဖေကိုမျိုးရှင်ကိုတွေ့တော့မတည့်ရဘူး။အဲ့ဒီမှာကိုမျိုးရှင်ကတစ္ဆာဆိုပြီးသူ့ဦးကောင်းတော်ကိုကိုယ်တိုင်ဖြတ်ခဲ့တယ်။အဲ့ဒီနောက်ပိုင်းကိုမျိုးရှင်နဲ့ဆွနယ်တဲ့လူမှန်သမျှလက်စတုံးတပြတ်ခဲ့တယ်။နန်းစောရဲ့အဖေကသူ့ပိုင်တဲ့ပစ္စည်းတွေကိုသူ့လူယုံတွေနဲ့နန်းစောစီလွှဲပေးရင်သူကိုယ်တိုင်သတ်သိခဲ့တယ်။နန်းစောလည်းပစ္စည်းတွေနဲ့တိတ်ဆောင်ရင်ဒီတရေကုန်းရွာနောက်ကတောင်ကုန်းပေါ်မှာပုတ်ခိုရင်သူ့ပစ္စည်းတွေကိုဆွဲပြီးတိုက်နှန်းရှင်ဘွားကိုရောက်ခဲ့တယ်။ဟာဆရာကဘာလို့ဒီအကြောင်းတွေသိတာလဲ။ဟာလောကီကိစ္စတွေအကြောင်းငါကိုသိတာပေါ့တခါရဘာလို့သိတာလဲဆိုတာဒီနေ့မှမင်းလဲကိုယ်တိုင်သိလာမှာပါကဲပြောနေရင်ရှောက်လာတာတောင်ကုန်းပေါ်တော့ရောက်လာပါဘောလားကဲတခိုင်ဒီအချိန်မှာမင်းရဲ့ကိုကြီးလိုတယ်ဟောဟိုမှာရစမတွေကာရတဲ့အလဲမှာတည်ထားတဲ့ကြော့ပွဲတွေ့လားအဲ့ဒီကြော့ပွဲကိုရစမပြင်ကိုကန်ထုတ်လိုက်ကျန်တာနန်းစောတော့ဆက်လို့လိုက်မယ်ဆရာသူတို့မှအလူတွေအများကြီးပဲရစမကွက်ထဲမရောက်ခင်ကျွန်တော်ကောင်းချင်နေပါဦးမယ်ကျွန်တော်တို့ကစုံကိုဝေးတရေတွေနဲ့ပဲကြုံမှုခဲ့တာအခုကလူတွေနဲ့ဆိုတော့ဖြစ်ပါမလားဆရာပြောတခိုင်မင်းကတွေးကြောက်ပါလားကွာမင်းကလုံနေဟိုမှာတိုက်တကားပွင့်သွားရင်သာသနာအတွက်တန်ဖိုးမဖြတ်နိုင်တဲ့ယတနာတွေဆုံးရှုံးရတော့မယ်ငါကလောကီကိစ္စကိုကိုယ်တိုင်ဝင်မလုပ်ရဘူးဒါကြောင့်မင်းကိုလောက်ခိုင်းတာပြပြဝတ်ထားတဲ့လူကြီးကရစမကွက်ထဲကနေကျိန်လုံးတရွှန်းရွှန်းနဲ့မြေပြင်ပေါ်ရိုက်နေပါလားမိုးရိုတန်တွေအသနာခံတန်တွေနာကျင်စွာဟောရဲ့တန်တွေကိုတက်ခိုင်အတိုင်းသားကြားနေမိရဲ့အဲ့ဒါကြောင့်မိမိကြည်ကြံခဲ့တဲ့သမထအားကိုစူးစီးပြီးကြည့်လိုက်ရာကလေးလူငယ်လူရွယ်မိန်းမယောက်ျားအလုံးစုစုပေါင်းအယောက်20လောက်ရှိမယ်ချီမန်းကွင်းလက်ပြန်တုတ်ခံထားရပြီးသူတို့ရဲ့အရှိဆုံးမှာစပင်ဖြူအဖိုးတယောက်ဒူးထောက်ရဲ့ရှိနေတာတွေ့လိုက်ရတယ်ထိုစဉ်တိုက်ဆရာလုပ်သူကအဖိုးကြီးတိုက်တကားမဖွင့်သေးဘူးလားမလုပ်ပါနဲ့ဆရာရဲ့ဒါကနောင်ပွင့်မဲ့ဖះကိုလှူမလို့ယေရှုသားတာပါဆရာတို့လှုပ်ချင်ရင်အနေကျင်းတော်ယူသွားပါမရဘူးပါဇက်ထဲရောက်နေတဲ့အသားတောင်းလက်လွတ်မခံနိုင်ဘူးဒီလောက်ပြောတာမရလဲမင်းငယ်သားတွေနာကျင်တာထိုင်ကြည့်ဖို့ကွာဆိုပြီးတရွှတ်ရွှန်းနဲ့ရိုက်ပါလေရောအမလီအပရိခဲ့ပါဦးအဖိုးကြီးမြေးတို့နာလာပြီးထိုစဉ်ခါဖလက်ဖလက်နဲ့တစ်ရွတ်တွေကတစုံတစ်ယောက်ပြီးနာနေတန်ကြားလိုက်တော့တိုက်ဆရာနဲ့အပေါင်းပါတွေကရုတ်တရက်ကြောင်တောင်ဖြစ်သွားတယ်ဟိုမှာလူထိုက်ကြစမ်းစီးပွားရင်အလုံးသိကုန်မယ်တိုက်ဆရာရဲ့အလန့်တကြားအော်တန်ကြောင့်ရိုးရိုးသေးသေးဖြစ်ကုန်တယ်သို့တော့နောက်ကျသွားခဲ့ပြီးတက်ခိုင်ရဲ့ကန်ချက်တွေမှာကတော့ပွဲကပြန်ကျဲကုန်ပြီးထိုးစင်ခါတဟာဟာရီရင်အမိုက်သားလောဘသားတွေငါတို့ကိုနာကျင်အောင်လုပ်တဲ့သူတွေတေးကြစမ်းဆိုပြီးတဝဝနဲ့ဟာရီတွေတောင်ကျရီတွေပြီးတိုက်ဆရာကအပေါင်းပါတွေပါတောင်ကျရီတွေထဲမျောကုန်တယ်ထိုစဉ်ကတက်ခိုင်ကမြေကြီးပေါ်မှာလိမ့်နေတဲ့တိုက်တူအဖွဲကိုကြည့်ပြီးဟဲ့ဘက်ရည်မိတယ်ဘာလို့လဲဆိုတော့သူတို့ကူးနေတာရေပြင်မဟုတ်ပဲမြေကြီးမှာဖြစ်နေလို့ပဲထိုစဉ်တိုက်ချုပ်ဖိုးနဲ့တကွာတိုင်းနှန်းရှင်နန်းစောတို့ကအောင်မြတ်တာကိုတိုင်းနှန်းထဲခေါ်သွားခဲ့တယ်တောင်နိုင်ရန်နှစ်ခုပွင့်ထွက်သွားတာနဲ့အထက်မှာမျက်စိကျိန်းလောက်အောင်နင်းထိန်နေတဲ့မနန်းစောတိုက်ကိုတခိုင်မျက်ဝါးထင်းတွေ့လိုက်ရတယ်ကြောက်တမ်းပရမများတွေအစရွှေငွေအစုံတိုင်းနှန်းထဲမှာပြည့်နေတယ်အောင်မြတ်တာလည်းတိုက်ချုပ်ဖိုးနဲ့စကားနေငယ်ပြောပြီးမနန်းစောမိဘတွေကြောင့်သူတို့တိုင်းနှန်းမပျက်စီးရခဲ့တဲ့အတွက်ကျေးဇူးဆက်တဲ့အနေနဲ့ရွှေငွေကြောက်တမ်းပရမများတထုပ်ပေးလိုက်လေတယ်မနန်းစောကတော့သူတို့ရဲ့တိုင်းနှန်းကိုလုံခြုံတဲ့နေရာကိုပြောင်းရွှေ့တော့မှဖြစ်တဲ့အတွက်သူမိဘတွေကိုအခွင့်အခါကြုံမှလာနိုင်တော့မှဖြစ်ကြောင်းပြောခံလိုက်တယ်
အမြတ်သားတို့လည်းရွာထဲပြန်ဆင်းလာပြီးပေးလိုက်တဲ့ပစ္စည်းတွေကိုမနက်စောမိဘတွေလက်ထက်အပ်က80ရမယ်ခီးစဉ်တစ်ခုကိုထွက်ခွာခဲ့တော့တယ်။ညဘက်တွေဆိုရင်တတိကုန်းရွာအနောက်ဘက်တောင်ကုန်းမှာမီးရောင်တထိန်ထိန်နဲ့တိုက်နှမ်းပြောင်းရွှေ့နေကြတာကိုတရွာလုံးမြင်တွေ့ရပါတော့တယ်။